မင်္ဂလာပါ2026ခုနှစ်ကိုရီးယားဘာသာရေးချင်းစစ်စာမေးပွဲ topic အတွက်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှုပုံစံကိုပြောပြပေးသွားပါမယ်စာမေးပွဲလျှောက်ထားမှုပုံစံကို online မှာတဆင့်လျှောက်ထားတဲ့စနစ်ကိုပြောင်းလဲထားပြီးတန်ယုံကနေလမ်းညွှန်ထားတဲ့ Google Link ကနေတဆင့်ချက်လက်ဖြည့်သွင်းလျှောက်ထားရမှာဖြစ်ပါတယ်ဖြည့်ဆိုသူတွေအနေနဲ့မိမိဖြည့်ဆိုမဲ့ topic 1 2အလိုက်တန်ယုံကလမ်းညွှန်ထားတဲ့ Google Link ကိုဝင်ရမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ topic 2အတွက် Google Link ဝင်ကြည့်လိုက်အောင်နော်။ Google Drive link ကိုဝင်လိုက်ရင် JPEG ခွဲ 한국어 능력시험 topic 2 ရှင်းချောင်းဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ email မှန်စစ်ပြီးတော့အမှန်ချစ်ပေးရပါမယ်။မိမိရဲ့အမည်ကိုအတန်ထွက်တိုင်းကိုရီးယားဘာသာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အမည်ကိုအင်္ဂလိပ်ဘာသာနဲ့ထပ်မံဖြည့်သွင်းပေးရပါမယ်။မွေးနေ့ကိုဖြည့်သွင်းတဲ့အခါမှာလဲခုနှစ်လရက်ဆိုပြီးတော့ဥပမာပေးထားတဲ့အတိုင်းတစ်ဆက်တည်းဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။ကြားမှရွေးချယ်ပေးရပါမယ်။နိုင်ငံသားရွေးချယ်ပေးရပါမယ်။မိမိရဲ့မိခင်ဘာသာစကားကိုရွေးချယ်ပေးရပါမယ်။အလုတ်ကင်မှာအလုတ်ကင်မျိုးစားလိုက်နံပါတ်အစဉ် category ခွဲခြားပေးထားတာမို့သက်ဆိုင်ရာအလုတ်ကင်ကိုရွေးချယ်ပေးရပါမယ်။ဖြည့်ဆိုရသည့်အကြောင်းရင်းနေရာမှာ topic အကြောင်းဘယ်ကသိရှိခဲ့တယ်ဆိုတာကိုနံပါတ်စဉ်လိုက် category ခွဲခြားပေးထားတာမို့သက်ဆိုင်ရာနံပါတ်ကိုဖြည့်သွင်းပေးရပါမယ်။နံပါတ်စဉ်တစ်ခုတည်းသာရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဖြည့်ဆိုသည့်ရည်ရွယ်ချက်မှာလည်းမိမိဖြည့်ဆိုရတဲ့အကြောင်းရင်းရည်ရွယ်ချက်ကိုနံပါတ်စဉ်အလိုက်ကိုနံပါတ်တစ်ခုတည်းသာရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုတိကျသေချာစွာဖြည့်သွင်းပေးရပါမယ်။သက်သေခံဓာတ်ပုံ upload လုပ်ပေးရပါမယ်။ဓာတ်ပုံက passport ဓာတ်ပုံ JPG file type ဖြစ်ပြီးတော့ file နာမည်ကိုလည်းမိမိရဲ့အမည်အင်္ဂလိပ်လိုဖြည့်ရေးသားပြီးနောက်မှာမွေးနေ့ခုနှစ်လရက်ကိုပါထည့်သွင်းပေးရမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့စာမေးပွဲလျှောက်လွှာ application form တင်သွင်းရပါမယ်။ application form ကိုတန်ယုံမှလမ်းညွှန်ထားတဲ့ Google Link မှာတဆင့်ဝင်ရောက် download ရယူနိုင်ပါတယ်။ application form ဖြည့်သွင်းခြင်းကို Microsoft Word file type နဲ့ download ရယူပြီးကွန်ပျူတာဖြင့်တိုက်ရိုက်ဖြည့်သွင်းနိုင်သလို print ထုတ်ယူပြီးလက်ရေးဖြင့်ရေးသွင်းက scan ဖတ်ပြီးနောက် upload လုပ်နိုင်ပါတယ်။ application form ဘယ်လိုဖြည့်ရမလဲဆိုတာပြောပြပေးသွားပါမယ်။ application form ကို Microsoft Word file နဲ့ download ရယူရပါမယ်။download ရယူပြီးပါက file နာမည်ကိုပြောင်းပေးရပါမယ်။မိမိဖြည့်ဆိုမဲ့ topic level အလိုက်ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ topic 1ဖြည့်ဆိုမဲ့ဆိုရင် topic 1နေရာမှာအမှန်ချစ်ပြီး topic 2ဖြည့်ဆိုမဲ့ဆိုရင်တော့ topic 2နေရာမှာအမှန်ချစ်ပေးရပါမယ်။မိမိရဲ့အမည်ကိုအတန်ထွက်တိုင်းကိုရီးယားဘာသာဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။အမည်ကိုအင်္ဂလိပ်ဘာသာနဲ့ထပ်မံဖြည့်သွင်းပေးရပါမယ်။မွေးနေ့ကိုခုနှစ်လရက်ပေးထားတဲ့နေရာမှာသေချာစွာဖြည့်သွင်းပေးရပါမယ်။ကြားမှရွေးချယ်ပေးရပါမယ်။မိမိရဲ့နိုင်ငံသားဖြစ်တည်မှုကိုမြန်မာဘာသာသို့မဟုတ်
နိုင်ငံသားနေရာမှာအင်္ဂလိပ်ဘာသာသို့မဟုတ်ကိုရီးယားဘာသာနဲ့ဖြည့်သွင်းပေးရပါမယ်မိမိရဲ့သက်ဆိုင်ရာအလုပ်ကိုင်ကိုနံပါတ်စဉ်အလိုက်သက်ဆိုင်ရာအလုပ်ကိုင်နေရာမှာအမှန်ချစ်ပေးရမှာဖြစ်ပါတယ်နေရန်လိပ်စာကိုပြည့်စုံစွာဖြည့်သွင်းပေးရပါမယ်မိမိရဲ့ဖုန်းနံပါတ်ကိုပြည့်စုံမှန်ကန်စွာဖြည့်သွင်းပေးရပါမယ်အီးမေးလ်လိပ်စာကိုပြည့်စုံစွာဖြည့်သွင်းပေးရပါမယ်topic စာမေးပွဲကိုဘယ်ကတဆင့်သိရှိခဲ့တဲ့ဆိုတဲ့ category အလိုက်နံပါတ်စဉ်လိုက်ရှိတာမို့သက်ဆိုင်ရာနံပါတ်မှာအမှန်ချစ်ပေးရမှာဖြစ်ပါတယ် topic စာမေးပွဲဖြည့်ဆို့ရတဲ့ရည်ရွယ်ချက်ကိုသက်ဆိုင်ရာ category အလိုက်နံပါတ်စဉ်နေရာမှာအမှန်ချစ်ပေးရပါမယ်နောက်ဆုံးမှာတော့မိမိရဲ့နာမည်သို့မဟုတ်လက်မှတ်ထိုးပေးရမှာဖြစ်ပါတယ်အားလုံးဖြည့်သွင်းပြီးပြီဆိုရင် file ကို save ထားပြီးခုနကအချက်လက်ဖြည့်သွင်းထားတဲ့ Google Drive link ထဲကိုပြန်ဝင်ကစာမေးပွဲလျှောက်လွှာတင်သွင်းရမယ့်နေရာမှာ upload လုပ်ပေးရမှာဖြစ်ပါတယ်အားလုံးဖြည့်ဆွက်ရေးသားပြီးပြီဆိုရင်တော့အကျယ်ချူးကိုနှိပ်လိုက်ပါပြန်လည်ပြင်ဆင်ဖြည့်ဆွက်ချင်တာမျိုးရှိခဲ့မယ်ဆိုရင် Untext စုကြောင်းကိုနှိပ်ပြီးတော့ပြန်လည်ဖြည့်ဆွက်လို့ရပါတယ်ဖြည့်ဆွက်ပြင်ဆင်ပြီးသွားပြီဆိုရင်ဂျက်ချူးကိုပြန်နှိပ်ပေးဖို့မမေ့ပါနဲ့နော်အွန်လိုင်းကတဆင့်လျှောက်လွှာတင်သွင်းပြီးပြီဆိုရင်သတ်မှတ်ထားတဲ့ရက်အတွင်းစာမေးပွဲဖြည့်ဆို့ခွင့်စာရင်းပေးသွင်းတဲ့နေရာကိုတွားရောက်ကမှတ်ပုံတင်တဲ့အတူစာမေးပွဲကြီးလာရောက်ပေးသွင်းပြီးဘောင်ချရယူပြီးပါကစာမေးပွဲဖြည့်ဆို့ခွင့်လျှောက်ထားမှုလုပ်ငန်းစဉ်ပြီးမြောက်ပြီဖြစ်ပါတယ်။ online registration ကိုပြောင်းလဲလိုက်တဲ့အတွက်အချိန်ကြာမြင့်စွာစောင့်ဆိုင်းဖောင်ဖြည့်ရမယ့်လုပ်ငန်းစဉ်တွေလျော့သွားမှာဖြစ်ပါတယ်။ topic နဲ့ပတ်သက်တဲ့ကြီးညာချက်တွေကိုလည်းတန်ရုံ page မှာဆက်လက်ကြီးညာပေးမှာဖြစ်လို့အမြဲဝင်ရောက်ကြည့်ရှုဖို့လည်းတိုက်တွန်းလိုက်ပါတယ်။စာမေးပွဲဖြည့်ဆို့သူအားလုံးပုံမှုအဆင်ပြေချုံးမွေ့စာနဲ့စာမေးပွဲဖြည့်လျှောက်လွှာတင်သွင်းနိုင်ဖို့ပြင်ဆင်ဆောင်ရွက်နေရမို့ဖြည့်ဆို့သူတွေလည်းရလက်ကောင်းတွေရဖို့ဆုတောင်းပေးလိုက်ပါတယ်